လောကမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲအောက်တန်းကြတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုဒီကထာရဲ့တို့ရင်အဓိပ္ပာယ်နေရတော့မြင့်မြတ်သောပုဂ္ဂိုလ်အစစ်ဘယ်ပုဂ္ဂိုလ်လဲဆိုတာကိုဖော်ပြတယ်အဲ့လိုဖော်ပြတဲ့ထဲမှာအဓိပ္ပာယ်နှမျိုးထွက်တဲ့စကားလုံးတွေနဲ့မြတ်စွာဘုရားဟောထားတာတော်ထူးခြားတဲ့ရည်ရွယ်ချက်ရှိကောင်းရှိနိုင်မှဖြစ်တော်လဲပဲအကြောင်းပြုတဲ့ဏိဒံဝတ္ထုရတော့ထူးခြားတဲ့ရည်ရွယ်ချက်ပါတာမရှိဘူးပေဟလီခတ်ဆန်ဆန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကိုမြတ်စွာဘုရားဖော်ထုတ်ထားတယ်အတ္တတောအကတိညုစတန်တိစေရောစယောနရောဆိုဒီစကားလုံးတွေဟာလောကမှာထင်ရှားစွာသုံးထားတဲ့စကားလုံးတွေပဲတမန်အဓိပ္ပာယ်နဲ့ပြောလိုက်လို့ရှိရင်လူတော်လူကောင်းကိုဖော်ညွှန်းတဲ့စကားလုံးမဟုတ်ဘဲနဲ့လူဆိုးတယောက်ကိုဖော်ညွှန်းထားတဲ့စကားလုံးတွေဖြစ်ပဟိလီသဘောနဲ့မြတ်စွာဘုရားဟောထားတယ်လို့ဘာကြောင့်ပဟိလိဆန်ဆန်ဟောထားတယ်လဲဆိုရင်နာယူတဲ့ပုဂ္ဂိုလ်ရဲ့အသိဉာဏ်စဉ်းစားဉာဏ်အာယုစိုက်မှုတိုးတက်လာဖို့အတွက်ပုဂ္ဂိုလ်လိုက်မြတ်စွာဘုရားဟောတာဖြစ်တယ်အာယုစိုက်ပြီးသားပုဂ္ဂိုလ်အတွက်ကိုဒီလိုဟောမှာမဟုတ်ဘူးအာယုမစိုက်သေးတဲ့ပုဂ္ဂိုလ်ဟာစကားကိုထူးထူးဆန်းဆန်းလေးပြောမှအာယုစိုးစိုက်တဲ့ပုဂ္ဂိုလ်မျိုးရှိတယ်ပေါ့နော်ရိုးရိုးကြီးပြောရင်ဒီလူတွေကသိပြီးတော့မသိကြဘူးလူတယောက်နဲ့တယောက်ကိုညစ်ပတ်ပြီးတော့ကလိန်ကြလှုပ်လိုက်တာကိုဒီကနေ့ပြောသလိုပေါ့ချင်းထဲတဲ့ဆိုစကားဒါပဟိလိစကားပဲပဟိလိစကားပဲလေလူတွေကချင်းထဲတယ်ဆိုရင်သိသွားကြဗျာကနေဝဟာရတာအဲ့တော့ကြက်သားဟင်းနဲ့လည်းချင်းထဲတာပဲလေငါးဟင်းနဲ့လည်းချင်းထဲတာအဲ့ဒီချင်းကြတော့အကောင်းပဲချင်းမပိုင်ညှိစောနာမှာပေါ့အဲ့ဒီချင်းထဲတာတို့လက်ဖက်တုပ်ထဲချင်းထဲတာတို့အကောင်းတွေပဲမဟုတ်လားအဲ့ဒါတွေစားကောင်းအောင်လုပ်တာအခုလူတွေပြောနေတဲ့ချင်းထဲတယ်ဆိုတဲ့ဟာကြအကောင်းမထွက်ဘူးလေကောင်းမဟုတ်ဘူးဆိုကိုပြောတာလူတယောက်စပ်ဘူးဆက်လောင်ဖြစ်အောင်ကတိကောင်းဖြစ်အောင်လုပ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပြောကြတာဖြစ်တယ်အဲ့ဒါတိုက်ရစကားမဟုတ်ပေလီစကားလို့ခေါ်တယ်အဲ့ဒါကျတော့လူတွေကပို့ပြီးတော့မှတ်မိတယ်ဒါကြောင့်မို့လို့အခုမှအမြတ်ဆုံးပုဂ္ဂိုလ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်လဲလို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားရဲ့စကားလုံးကြွယ်ဝမှုနဲ့ပတ်သက်ပြီးထည့်ထားတဲ့စကားလုံးဟာအကတိညုတဲ့တမန်အဖြစ်ဒီစကားကဘယ်နေရာမှာသုံးလို့ဆိုရင်အကတိညုဆိုခြေဆုမသိသူဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့ဒါကြစကားအကောင်းမဟုတ်ဘူးလေအကတိညုဆိုခြေဆုမသိတတ်သူအဲ့တော့ခြေဆုမသိတတ်သူသည်အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်သွားတယ်ဒါရှုပ်ဝဲထားတဲ့စကားလုံးကိုခုနတော့ကမှာပြောလိပြောထားရှိတဲ့စကားမျိုးလိုပဲဒါလဲအကတိညုဆိုတာမသိတဲ့ပုဂ္ဂိုလ်ကအကတိညုဆိုတာဘာပြောတော့အကတိညုကလူသိတဲ့အဓိပ္ပာယ်ကခြေဆုမသိသူဆိုတဲ့အဓိပ္ပာယ်ရတယ်အတ္တတော်အကတိညုစာအတ္တတော်ဆိုတဲ့စကားလုံးကလည်းတရားတရားကင်းမဲ့သူတရားတရားမရှိသူဒါလည်းအကောင်းမဟုတ်ဘူးနော်အတ္တတော်ယုံကြည်တဲ့တရားတရားမရှိဘူးဆိုတော့တရားတရားမရှိတဲ့လူတွေကိုသုံးတဲ့စကားလုံးအတ္တတော်ဆိုတဲ့စကားလုံးအကတိညုကကျေစုမသိတတ်သူတန်တိတ်စေတော်ဆိုတာဖောက်ထွင်းခိုးယူတဲ့သခိုးကိုတန်တိတ်စေတော်လို့ခေါ်တာတန်တိဆိုတာအိမ်ချံအဆက်တော့ဘုတ်တိုက်တည်နိုင်ရနေကိုစေရဆိုဖောက်ဖြစ်တယ်ဖောက်ထွင်းခိုးယူသူလို့အဓိပ္ပာယ်ရတယ်ဒီစကားလုံးအဲ့တော့နောက်ဆုံးဏိကုံးဆွလိုက်တဲ့အခါတဝေဥတ္တမဘောရိသောအဲ့လိုလူဟာတကယ်ကိုအတော်ဆုံးလူတယောက်ပဲလို့ဒီလိုပြောလိုက်တော့ရှေ့ကစကားလုံးတွေနဲ့နောက်ကစကားလုံးတွေဟာလုံးဝဆန့်ကျင်နေတယ်နော်မသိတဲ့လူကတရားတရားကင်းမဲ့သူ
ကျေးဇူးကံတတ်သူကျေးဇူးမသိသူဖောက်ထွင်းခိုးယူတတ်သူသည်အကောင်းဆုံးပုဂ္ဂိုလ်အတော်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်သွားတယ်သို့တော့မြတ်စွာဘုရားဆိုလိုတဲ့အဓိပ္ပာယ်ကအဲ့ဒါမျိုးမဟုတ်ပြန်ဒါကိုပဟိလိလို့ခေါ်တယ်နော်ပဟိလိဆိုလူတွေအဖြေထုတ်ဖို့တော့ပဟိလိဆိုတာအဖြေညှိနိုင်မှအသိနိုင်တာပြောထားတဲ့စကားလုံးဟာပဟိလိစကားဆိုတာအဖြေသိတဲ့အခါကျတော့မှသူကစိတ်နှလုံးဟာဒီရှိုးဝဲတဲ့စကားဗမာတွေမှာစကထာဝတ်တယ်ဆိုတာရှိတယ်လေအဲဒီစကထာဝတ်တာလေးကိုသိလိုက်လို့အဖြေသိရရင်လူရဲ့စိတ်ထဲမှာပိုးကျင်တတ်သွားအဖြေကိုစဉ်းစားရတယ်အဲ့တော့လူဆိုတာလေစဉ်းစားခိုင်းမှစဉ်းစားတာနိုးဆိုရင်ခေါင်းချောက်ခံပြီးဘယ်သူမှမစဉ်းစားဘူးအဲ့တော့စဉ်းစားမှအသိဉာဏ်ဆိုတာထွက်တယ်ဒီနေရာမှာမြတ်စွာဘုရားပဟိလိဆိုတဲ့စကားလုံးတွေကိုသုံးထားလိုက်တာဖြစ်တယ်နော်ပဟိလိစကားလုံးကိုသုံးထားတယ်ဒီလိုဟာမျိုးတွေတခြားဓမ္မပဒထဲမှာရှိတယ်မာတရံပိတရံဟန္တဝါအမေနဲ့အဖေကိုတတ်ပြီးဆိုတာအဲ့ဒါပါသေးတယ်အဲ့ဒါလည်းနောက်ကြလို့ခွင့်သိတဲ့အခါကျတော့သူ့နေရာရောက်ရင်တော့အဲ့ဒီစကားလုံးတွေတွေ့တယ်ပေလိကိုမဖော်နိုင်တဲ့ပုဂ္ဂိုလ်တွေဖွင့်ဆိုတဲ့အဓိပ္ပာယ်ကတစ်မျိုးမြတ်စွာဘုရားရဲ့ရည်ရွယ်ချက်ဟောတဲ့အဓိပ္ပာယ်ကတစ်မျိုးဟောဒီနေရာမှာအတ္တတော်ကိုတရားတရားမရှိသူယုံကြည်မှုကင်းမဲ့သူတရားမဲ့သူတို့ဒီအဓိပ္ပာယ်ကိုဆိုလိုတာမဟုတ်ဘူးအတ္တတော်ဆိုတာတရားဓမ္မနဲ့ပတ်သက်လာပြီကိုယ်တိုင်သိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သူတစ်ပါးကိုယုံကြည်ပြီးလက်ခံရတဲ့အရာမျိုးသူမှမရှိဘူးလို့ပုရုဇဉ်ပုဂ္ဂိုလ်တွေကလူပြောသူပြောကိုယုံကြည်ပြီးတော့လက်ခံနေကြတာကိုယ်တွေသိတာမဟုတ်ဘူးကိုယ်တွေမသိသည့်အတွက်ကြောင့်ဟိုလူပြောယုံလိုက်ဒီလူပြောယုံလိုက်ဟိုလူပြောခေါင်းငိမ့်လိုက်ဒီလူပြောခေါင်းငိမ့်လိုက်ဟိုကအမှန်လို့ပြောရင်လည်းခေါင်းငိမ့်လိုက်ဒီကအမှန်လို့ပြောတယ်အဲ့တော့ပုရုဇဉ်လောကမှာအမှန်တရားဆိုတာရှာမတွေ့နိုင်ဘူးဖြစ်ကိုယ်တန်ရာကိုယ်နဲ့အယူဆနဲ့ကိုက်ညီဟုတ်တယ်ထင်ပြီးတော့လက်ခံနေကြတာဗုဒ္ဓဘာသာရေးအတိုင်းဝိုင်းမှာလည်းရှိတယ်ကဘာမှာလည်းရှိတာပဲဒါတဲ့လူတွေဟာဓာတ်တူတဲ့ဓာတ်သဘောချင်းစိတ်နေသဘောထားချင်းတိုက်ဆိုင်တဲ့နေရာမှာသွားစုကြတာပဲနော်စတိတ်ရှိုးကြိုက်တဲ့လူကလည်းစတိတ်ရှိုးဝိုင်းမှာသွားနေအဖျော်ရမကကြိုက်တဲ့ပုဂ္ဂိုလ်ကလည်းအဖျော်ရမကဘီယာဆိုင်ရောက်နေအစုကြတာသူ့နေရာနဲ့သူစုကြတယ်အဲ့လိုလူတွေရဲ့သဘောကကိုကြိုက်တာနဲ့ကိုနှလုံးသားနဲ့ကိုက်ညီတဲ့ဟာပေါ်မှာသူကအမှန်လို့ယူဆနေသည့်အတွက်ကြောင့်လောကမှာဘယ်ဟာအမှန်တရားဆိုတာသိဖို့တော်တော်ခဲရင်သွားတမာအဖြစ်မသိနိုင်တော့ဒါကြောင့်မို့ဒီအတ္တဒေါဆိုတဲ့စကားလုံးလေးဟာပုံမှန်အပြင်ဒီစကားကသုံးထားရှိတာကတရားတရားမရှိသူဆိုတဲ့အဓိပ္ပာယ်ပဲချီးမွမ်းတဲ့စကားမဟုတ်ဘူးအကောင်းစကားမဟုတ်အဆိုးစကားသို့တော့ဏီကုံးကိုကြည့်လိုက်ရင်သဝေဥတ္တမဘောဓိတောအဲ့ဒီတရားတရားမရှိသူသည်အမြတ်ဆုံးဆိုတဲ့အဓိပ္ပာယ်နဲ့ဖော်ဆောင်လိုက်တဲ့အခါကျတော့လွယ်မှားသွားတယ်ပေါ့အဲ့ဒါကိုရှုပ်ဝက်ထားတာစကားလုံးအနေနဲ့တတ္ထဆိုတာယုံကြည်မှုဆိုတာမရှိတာယုံကြည်မှုမရှိတယ်ပေါ့ဒီနေရာမှာယုံကြည်မှုမရှိဘူးဆိုတာသူမျိုးပြောတဲ့စကားနဲ့ယုံကြည်သူမဟုတ်ဘူးကိုယ်တိုင်သိထား၍တစ်ဖက်သားစကားနဲ့လက်ခံရတဲ့ဟာမဟုတ်ဘူးရှင်သာရိပုတ္တရာနဲ့ဆက်ပြီးတော့မြတ်စွာဘုရားဒီကထာကိုဟောတာဖြစ်တယ်ပေါ့ဒီခါတော့ကရှင်သာရိပုတ္တရာကိုမေးတယ်ဒီတတ္ထိန်တရေကိုပွားများလိုက်လို့ရှိရင်နိဗ္ဗာန်ချမ်းသာတိအောင်မျက်မှောက်ပြုနိုင်တယ်လို့ဆိုတာဟာပြုနိုင်တယ်ဆိုတဲ့အချက်ကိုမင်းယုံသလားလို့မြတ်စွာဘုရားမေးတယ်ယုံသလားဆိုတာတတ္ထိန်တရေကိုပွားလို့တရားကိုတိုးမြင့်ပေးလို့ခေါင်းညိုချမ်းသာတွေရတယ်ဆိုတဲ့အတိတ်ပဲပေါ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်လို့ဆိုတဲ့ဟာကို
သူများအပြောနဲ့သူယုံတာမဟုတ်ဘူးသူကိုယ်တိုင်ပွားများပြီးသားဖြစ်သည့်အတွက်ကြောင့်ကိုယ်တိုင်သိတယ်ဒါယုံကြည်တဲ့အဆင့်ကိုလွန်သွားတာအဲ့တော့ရွှေဒဂုံဘုရားကိုခဏခဏရောက်ဖူးတဲ့ပုဂ္ဂိုလ်ဟာရွှေဒဂုံဘုရားမှာစောင်းနှံ၄သွဲတောင်ဘက်ကတက်တက်အရှေ့ဘက်ကတက်တက်မြောက်ဘက်ကတက်တက်နောက်ဘက်ကတက်တက်ရတယ်ဆိုတာကိုရွှေဒဂုံဘုရားခဏခဏရောက်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုမင်းရွှေဒဂုံဘုရားမှာစောင်းနှံ၄သွဲရှိတယ်ဆိုတာယုံသလားလို့မေးလို့ရှင်ဟာငါသိတာပဲယုံမလဲယုံတဲ့အဆင့်မဟုတ်တော့ဘူးသိတဲ့အဆင့်ဖြစ်သွားအဲ့လိုဆိုလိုတာနော်ရှင်သာရိပုတ္တရာဟာလည်းပဲတရားအကြောင်းနဲ့ပတ်သက်လာပြီသူကယုံတဲ့အဆင့်မဟုတ်သိတဲ့အဆင့်ဖြစ်တယ်ယုံတဲ့အဆင့်ဆိုတာသူများပြောတာကိုလက်ခံရတာဒါယုံတဲ့အဆင့်သူများကသောတာပန်လို့ပြောလိုက်လို့အဟုတ်များဟုတ်နေမလားငါတတ်တော့ပါဒါပေမဲ့အရက်ကလေးကလည်းမရှောင်နိုင်တော့တောက်မိသေးတယ်အဲ့ကြတော့ဘာဖြစ်တော့ဆိုသောတာပန်လည်းအရက်တောက်သေးတယ်လို့လောက်ကုန်ရောနော်သူများပြောတာနဲ့အဟုတ်ထင်သွားတာတွေရှိတယ်ဘာဟိယတာရုစီရိယဝတ္ထုကိုကြည့်ဘာဟိယဆိုတဲ့ပုဂ္ဂိုလ်ဟာတင်မောပြက်ပြီးပင်လယ်ထဲမျောနေတာကံကောင်းထောက်မှလို့တင်မောပြက်ကတစ်တုံးစာနာလေးကိုရပြီးအဲ့ဒါလေးဖက်တွယ်ပြီးကန်းတင်လာပင်လယ်ဆိုတာလှိုင်းပုတ်တာကမ်းမဲ့ပုတ်တာဖြစ်သည့်အတွက်ကြောင့်လှိုင်းအားနဲ့သူကကမ်းပေါ်ရောက်လာတဲ့အခါကျတော့သူ့ဟာရှည်တဲ့မျောလာတဲ့အခါကျတော့အဝတ်စားပဲရှိတော့မလို့မိမွေးတိုင်းဖာမွေးတိုင်းဝတ်ထားတဲ့အဝတ်တွေကလည်းကလနန်စားဝတ်ထားတာနဲ့တူပါတယ်အင်ကြီးဆိုရင်တော့ချွတ်ချမှကျွတ်ပါဘောနော်ရှည်တော့ကအဝတ်တွေကိုပတ်ထားတာဆိုဘုန်းကြီးတွေဆိုရင်သင်္ကန်းဖယ်ကြမလဲလွင့်သွားမှာပေါ့ရှည်တဲ့ရောက်ထားတယ်ဘုန်းကြီးသင်္ကန်းဆိုရင်စွတ်ထားတာမှမဟုတ်တာနော်အဲ့လိုသူဝတ်ထားတဲ့အဝတ်ကလည်းပတ်ထားတဲ့အဝတ်ဆိုတော့ရှည်တဲ့ရောက်ကြတဲ့သူကအဝတ်တွေအကုန်လုံးတမျိုးတဲ့တခြားစီလူတခြားအဝတ်တခြားဖြစ်လာအဲ့တော့ကုန်းပေါ်ရောက်လာတဲ့အခါတက်တဲ့အခါမှာသူကအဝတ်မပါထွေးရလည်းမစားရတာကြားအဝတ်မပါဘဲနဲ့ဒီတုံးလုံးကြီးသွားဖို့ရဆင်မပြေတော့ဘာလို့တော့ဆိုရင်ကန်းစားမှာရှိတဲ့တစ်တုံးလေးတွေကိုကျိုးလေးတွေနဲ့တီးပြီးတော့ရှစ်နောက်လုံယုံကလေးကိုခါမှကျိုးစီးပြီးတော့ပြို့တဲ့သွားထမင်းတောင်းတာထမင်းတောင်းတဲ့အခါကျတော့ဟာဓမ္မယဟန္တာဆိုပြီးတော့ထိုင်ဝှချတဲ့လူထမင်းကြော့ပြီးတော့ဆွန်းလောင်းတဲ့လူတွေပေါ်လာတဲ့အခါကျတော့နော်ပေါ်လာတဲ့အခါကျတော့သူကဟာဒါစားတာတယ်ငါဒီတိုင်းပဲနေတော့မယ်ဆိုပြီးတော့နေတာနောက်ပိုင်းကျတော့သူ့ကိုသူဘလို့ထင်းလာလူတွေကယဟန္တာဆိုတာဒီလိုပုဂ္ဂိုလ်မျိုးပဲဆိုပြီးဝိုင်းဝှချပြီးယဟန္တာလို့ဩဘာပေးတာနဲ့နောက်ပိုင်းသူ့ကိုသူကလည်းယဟန္တာဖြစ်လာယဟန္တာလို့ထင်းလာတဲ့နောက်ပိုင်းကျတော့အဲ့ဒါသူကိုယ်တိုင်သိတာမှမဟုတ်တာယဟန္တာဆိုတာဘယ်လိုဟာတော့သူမသိဘူးမသိသည့်အတွက်ကြောင့်သူများကယဟန္တာဆိုတာဒီလိုဟာပဲလို့ပြောတယ်နဲ့သူကလည်းငါလည်းယဟန္တာဖြစ်ပြီဆိုအဲ့လိုနေခဲ့တယ်ဆိုအဲ့တော့အသိဉာဏ်နဲ့တရားဆိုတာအမှန်တမ်းကွဲပြားခြားနာတယ်သူများရဲ့ယုံကြည်မှုနဲ့ကိုယ့်ကိုယ်လည်းနောက်ပိုင်းမှာအထင်ရောက်သွားတယ်နောက်ကံကွမ်းထောင်းမှလို့သူနဲ့ကသဗ္ဗဘုရားလက်ထက်ကတရားကျင့်ပေါ်သတင်းသုံးပေါ်ဖြစ်ခဲ့တဲ့ပြမကြီးကလာပြီးတော့သူပြောတာဘာဟိယမင်းဟာယဟန္တာလည်းမဟုတ်ဘူးယဟန္တာမဟုတ်ရုံနဲ့မကဘူးယဟန္တာဖြစ်နိုင်တဲ့အကျင့်တောင်မင်းလုံးဝမရှိဘူးလို့တတိပေးတဲ့အခါကျတော့မှသူဟာဒါဖြင့်ယဟန္တာဘယ်မှာရှိတုံးဆိုဟိုမြောက်ပိုင်းမှာတောဋ္ဌိမျိုးဆိုတာရှိတယ်အဲ့ဒီမှာဂေါရမဗုဒ္ဓသူကမှယဟန္တာအစစ်လို့အာချင်းခီးထွက်ပြီးတော့ဘုရားစီသွားတွေ့တာအဲ့သူဆလာမှာအဲ့လိုနော်အဲ့တော့သူများပြောတာနဲ့ဒီလက္ခဏာကိုယုံကြည်မှုသောတာပန်တကယ်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ယဟန္တာတကယ်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဟာသူများကသောတာပန်ဖြစ်နေပြီလို့ပြောလို့ယုံတဲ့ပုဂ္ဂိုလ်မျိုးမဟုတ်တော့သူကိုယ်တိုင်ဖြစ်နေရင်သူကိုယ်တိုင်သိတာဖြစ်တယ်တချို့လည်းမေးလေးရှိကြတယ်သောတာပန်ဖြစ်ရင်ကိုယ့်အကိုသိပါမလားသိနိုင်လားလို့မေးကြတာရှိတယ်
မသိပဲရှိပါမလားကိုယ်အိမ်မက်မဲ့တာကိုမသိဘူးသူသိမလဲနော်အိမ်မက်တောင်မှကိုမဲ့ကိုကကိုသိတာပဲလေတောင်းအိမ်မက်တွေမက်တဲ့ဟိုမင်းကြီးအကြောင်းကြည့်ပေါ့နော်သူမက်တဲ့အိမ်မက်တွေအများကြီးအဲ့ဒါဘုရားလျှောက်တာသူသိလို့လျှောက်တာပေါ့လူတိုင်းလည်းအိမ်မက်ဆိုမက်ဖူးတာပဲကိုမက်တာကိုမသိပဲနေမလားတရားဆိုတာလည်းတူတူပဲကိုစားတဲ့အစားရဲ့အရသာကိုသိတာပေါ့တရားရသွားရင်လည်းကိုယ့်ကိုယ်ပဲသိတာပေါ့သူများမေးစရာမလိုဘူးအဲ့တော့ဒီနေရာမှာအဓိပ္ပာယ်ကရှင်သာရိပုတ္တရာကမြတ်စွာဘုရားမေးလိုက်တဲ့မေးခွန်းကိုအရှင်ဘုရားတဲ့အရှင်ဘုရားပြောလို့အရှင်ဘုရားရဲ့စကားကိုယုံကြည်ပြီးတော့တတ္ထိန်တွေကိုပွားလို့ရှိရင်နိဗ္ဗာန်ရောက်တယ်ဆိုတာတပည့်တော့လက်ခံတာမဟုတ်ဘူးကိုယ်တိုင်သိပါတယ်ဒီလိုလျှောက်တာအဲ့တော့တခြားယဟန်တွေကဟိုလောကလူတွေဆိုတာအထင်မြင်လွဲတယ်ရှင်သာရိပုတ္တရာကြီးကခုချိန်တော့ဘုရားကိုမယုံဘူးလို့ပြောနေပါလားဆိုပြီးတော့ထင်လွဲလာအဲ့ဒါကြောင့်မြတ်စွာဘုရားဒီစကားလုံးကိုသုံးတာအတ္တတော်ကိုယ်ပိုင်သိဉာဏ်နဲ့သိထားတဲ့ပုဂ္ဂိုလ်ဒီသူများပြောတာကိုလက်ခံယုံကြည်ရမယ်အစစ်မဟုတ်တော့ဘူးကိုသိတာဖြစ်တယ်ဒီလိုဆိုလိုတာနော်ဒါကြောင့်မို့အတ္တတော်တရားဓမ္မကိုကိုယ်တိုင်သိသည်ဖြစ်ပြီးသူများစကားနဲ့လက်ခံယုံကြည်သူမဟုတ်ဘူးဆိုရင်ဥတ္တမပုရိသောအမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ဒီလိုဆိုလိုတာနော်အဲ့တော့စဉ်းစားကြည့်လိုက်ဘုန်းကြီးတို့တွေဟိုလူပြောခေါင်းငိမ့်ဒီလူပြောခေါင်းငိမ့်နော်ဟိုတရားကောင်းတို့ဒီတရားကောင်းတို့အဲ့လိုသူများပြောတာနဲ့ကိုယ်လည်းလက်တွေ့ပါပါပဲနဲ့လက်ခံနေတယ်ဆိုလို့ရှိရင်တော့ဒါဥတ္တမပုရိသဆိုတာမဖြစ်နိုင်ဘူးလို့ဆိုလို့တယ်နော်အသိဉာဏ်နဲ့ကိုယ်ကိုယ်တိုင်သိပြီးကိုယ်တိုင်ပြောနိုင်တာဖြစ်အစာအာဟာရတစ်ခုဆိုလဲဒွေရင်သည်မစားဘူးတဲ့ပုဂ္ဂိုလ်ရဲ့ဒွေရင်သည်အနံ့အရသာပြောဘလို့လို့သူများပြောတာနဲ့ပဲသူလက်ခံရမှာလေအဲ့ဒါမျိုးကိုယ်တိုင်စားဘူးတဲ့ပုဂ္ဂိုလ်ကတော့ဟာဒွေရင်သည်ဆိုတာဘလို့ဟာဒွေရင်သည်အနံ့ကဘလို့ရှိတယ်ဆိုတာအသေးစိတ်သူပြောနိုင်တယ်အဲ့ဒါဒွေရင်သည်အကြောင်းသူများပြောနေလို့ရှိရင်သူများပြောလို့လက်ခံတာမဟုတ်ဘူးသူကိုယ်တိုင်ကဒွေရင်ချန်ထဲမှာနေပြီးဒွေရင်သည်စားနေတဲ့ပုဂ္ဂိုလ်ဆိုမတူဘူးလေအဲ့တော့တရားတော်ထူးချွန်စွာသိနေတဲ့ပုဂ္ဂိုလ်တွေကိုအတ္တတော်လို့ခုနကတရားတရားကင်းမဲ့တဲ့ပုဂ္ဂိုလ်ရှုတ်ချတဲ့အနေနဲ့ခေါ်တဲ့စကားလုံးကလည်းအတ္တတော်ပဲအခုပြောတဲ့စကားလုံးကလည်းအတ္တတော်ပဲစကားလုံးချင်းနဲ့တူတယ်ခုနကတော့ကံကံဤအကျိုးယတနာသုံးပါးဤဂုဏ်ကိုယုံကြည်မှုကင်းမဲ့တဲ့တရားတရားကင်းမဲ့သူတို့အဓိပ္ပာယ်ရတယ်ပထမအဓိပ္ပာယ်အခုမြတ်စွာဘုရားသုံးလိုက်တဲ့စကားလုံးကတော့ကိုယ်တိုင်သိသည်ဖြစ်ဖြစ်သူများစကားနဲ့တက်ခံရသူမဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်မှာဥတ္တမပုရိသမြတ်ဆုံးသောပုဂ္ဂိုလ်လို့ဒီလိုဆိုလိုတယ်နော်အကတိညုဆိုတဲ့စကားလုံးကတမန်အပြင်ခြေဆုမသိတတ်သူလို့အဓိပ္ပာယ်ရတယ်အဲ့တော့ခြေဆုမသိတဲ့လူကဘယ်လိုလုပ်ပြီးလူတော်လူကောင်းဖြစ်နိုင်မလဲခြေဆုဆိုတာသိရမယ်ဒီနေရာမှာအဲ့ဒီလူတော်လူကောင်းဖြစ်သူဆိုတဲ့အကတိညုကဘာကိုပြောတာတုံးဆိုအကတဆိုတာဘာနဲ့မှလှုပ်ထားတာမဟုတ်ဘူးသဘာဝအဖြစ်ရှိနေတာနိဗ္ဗာန်နိဗ္ဗာန်ဒီအကတတခုနဲ့ပြုလုပ်ထားတာသို့မဟုတ်တရားယောကဖန်တီးထားတာမဟုတ်ဘူးနိဗ္ဗာန်ဟာဖန်တီးထားတဲ့အရာမဟုတ်ဘူးအငြိမ်းသဘောဆိုတာသူ့အတူသဘာဝရှိနေတယ်အဲ့ဒီရှိနေတဲ့ဘယ်သူမှဖန်ဆင်းထားတာမဟုတ်တဲ့ဘာနဲ့မှတိဆောက်ထားတာမဟုတ်တဲ့ဥပမာဆိုရင်ဒီဓမ္မဒီသဝုတိရိဓမ္မယုံကြီးဆိုရင်ပုတ်တို့တက်သားတို့နဲ့တိဆောက်ထားတာကံကရစ်တို့တန်တို့နဲ့တိဆောက်ထားတာတခုနဲ့လှုပ်ထားတာနိဗ္ဗာန်ဆိုတာဒီလိုတိဆောက်ထားတဲ့အရာမဟုတ်ဘူးသူဆိုလိုတယ်ပေါ့အဲ့ဒါအကတဘာနဲ့မှတိဆောက်ထားတာမဟုတ်တဲ့အရာဆိုဒီမှာနိဗ္ဗာန်အဲ့ဒီနိဗ္ဗာန်ကိုသိတဲ့ပုဂ္ဂိုလ်ဒီဥတ္တမပုရိသမြတ်ဆုံးယောက်ျားမြတ်ဆုံးပုဂ္ဂိုလ်လို့သူဆိုလိုတယ်နော်သူဆိုလိုတယ်အဲ့တော့နိဗ္ဗာန်ကိုသိတဲ့ပုဂ္ဂိုလ်ဒီလောကမှာအမြတ်ဆုံးပုဂ္ဂိုလ်ပါလို့အဲ့တော့နိဗ္ဗာန်ကိုသိတယ်ဆိုတာလုံးဝပြည့်ပြည့်စုံစုံသိတဲ့ပုဂ္ဂိုလ်ကယ ahanan ပုဂ္ဂိုလ်ပဲသောတာပန်သိတယ်မြင်တယ်တဂရကံလည်းသိတယ်အနာကံလည်းသိတယ်
မပြည့်စုံသေးဘူးလို့ပြောရမှာဘာလို့ဆိုကိလေသာတွေကျန်နေသေးတယ်ပေါ့နိဗ္ဗာန်ကိုနှောက်ယှက်ဟန်တားနေတယ်နိဗ္ဗာန်ကိုမမြင်နိုင်ဖို့မြင်နိုင်ခြင်းအကြောင်းစိတ်ကိုအာရုံပြုနိုင်တဲ့စိတ်ပေါ်မှာဝေဝါးစေတဲ့ကိလေသာတွေရှိနေသေးသည့်အတွက်ကြောင့်လုံးဝကိလေသာကင်းသွားတဲ့အရဟတမေအရဟတဖို့ကြမှာနိဗ္ဗာန်ကိုရှင်းရှင်းကြီးပြည့်ပြည့်ဝပြည့်တယ်လို့ပြောသောတာပန်လည်းနိဗ္ဗာန်တော့မြင်တာပဲသက္ကရာကလည်းမြင်တာပဲအနာကလည်းမြင်တာပဲသို့သောယဟန္တာပုဂ္ဂိုလ်မြင်တဲ့အမြင်ကြတော့ပြည့်ပြည့်စုံတဲ့အမြင်လို့သူဆိုလို့တယ်ပေါ့လှုပ်เสียကုံသွားပြီဒါကြောင့်အဂတိညုဆိုရယဟန္တာပုဂ္ဂိုလ်ဆိုလို့တယ်ဒီနေရာမှာခြေဆုကမ်းသူဆိုတဲ့အဓိပ္ပာယ်ခြေဆုမတိတတ်သူဆိုတဲ့အဓိပ္ပာယ်ကိုမယူပဲနဲ့ဘာတစ်ခုနဲ့မှတိဆောက်ထားတာမဟုတ်တဲ့နိဗ္ဗာန်ကိုသိသူလို့ဒီအဓိပ္ပာယ်ကိုယူဆနောက်တစ်ခုကတန်တိစေရောတန်တိစေရောဆိုတာလူဆိုးရဲ့လူဆိုးတွေလှုပ်လိုက်ရှိတဲ့ရာဇောမှုကိုညီညွှန်းတယ်ဖောက်ထွင်းသူလို့အဓိပ္ပာယ်ရတယ်အိမ်ချမ်းဇတ်တွေဖြတ်ပြီးတော့ဖောက်ထွင်းပြီးတော့ဝင်ရောက်တယ်တိုက်ဖောက်တယ်အဲ့လိုဟာတွေဖောက်တဲ့ပုဂ္ဂိုလ်တန်တိစေရောလို့ခေါ်တယ်ဒီနေရာမှာကျတော့အဲ့လိုမဟုတ်ဘူးတန်တရားဝကြီးတဲ့မှာလည်းပဲဘဝနဲ့ဘဝတစ်ခုနဲ့တစ်ခုဘဝပဲအဝိဇ္ဇာနဲ့သင်္ခါရကံနဲ့ကိလေသာကံနဲ့ကိလေသာပြီးရင်သင်္ခါရပစ္စယဝိညာဏဆိုဘဝပရိသေရိအစရှိတယ်အဲ့ဒီမှာအစတစ်ခုရှိတယ်ဝေဒနာပစ္စယတဏှာမှာအကြောင်းနဲ့အကျိုးအကျိုးနဲ့အကြောင်းတစ်ဆက်ရှိတယ်ဘဝပစ္စယဇာတိမှာလည်းပဲအကြောင်းနဲ့အကျိုးတစ်ဆက်ရှိတယ်အဲ့ဒီအစကိုချိုးဖြက်တဲ့ပုဂ္ဂိုလ်ကိုတန်တိစေရောလို့ခေါ်တယ်တန်တရားရဲ့အစကိုဖြတ်ထားလိုက်လှဲပင်ကြီးတစ်ခုဟာဆက်ပြီးတော့လှုပ်ထားတဲ့လှဲပင်ကြီးတစ်ခုနဲ့တစ်ခုဆက်ထားတော့အဝိုင်းကြီးဖြစ်ပြီးတော့လဲပတ်နေတယ်အဲ့ဒီအဆက်တွေကိုဖြုတ်လိုက်ပြီဆိုရင်လဲလို့မရတော့ထို့တူပဲတန်တရားဘဝဆက်ဝန်းကြီးအဆက်တွေကိုဖြုတ်လိုက်တဲ့အခါမှာတစားစီဖြစ်သွားသည့်အတွက်ကြောင့်တန်တရားခရီးသွားတဲ့လျှယထာကြီးဟာယထာကြီးဟာလက်ပတ်နိုင်ခြင်းမရှိတော့ဘူးအဲ့ဒီလိုအဆက်ကိုချိုးဖြတ်ထားတဲ့ပုဂ္ဂိုလ်ကိုတန်တိစေရောလို့ခေါ်တယ်တဲ့ကောင်းတဲ့ဘက်ကကြည်တာဒါနော်အဲ့လိုတန်တိစေရောဆိုတာလေယဟန္တာကိုရည်ညွှန်းလိုက်တဲ့အခါမှာတန်တရားရဲ့အဆက်ကိုဖြတ်စည်းပြီးသားဖြစ်တဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလို့တယ်အဲ့တော့ဒီစကားလုံးသုံးလုံးဟာမသိတဲ့ပုဂ္ဂိုလ်ဆိုရင်အဆိုးတွေကြီးပဲဖြစ်နေတယ်သိလို့အဓိပ္ပာယ်ဖော်လိုက်ရင်ဒီအဓိပ္ပာယ်ရတယ်ဟတဝကသောဝန္တာသောဟတဝကသာစာအခွင့်အရေးကိုဖြတ်စည်းပြီးဖြစ်သူတော့အခွင့်အရေးရတဲ့လူနဲ့အခွင့်အရေးပျက်စီးနေသူဘယ်သူကလူကောင်းလို့ပြောအောင်လဲဆိုအခွင့်အရေးရတဲ့လူကိုလူတွေကကျင့်တတ်မှာပဲလေသို့တော့တဏှာလောဘအကုသိုလ်တို့ရဲ့အခွင့်အရေးကိုသို့ဖို့ဖြစ်စေနိုင်တဲ့တန်တရားဆိုတဲ့တန်တရားတဲ့လေပတ်မှုကိလေသာကံတရားတွေရဲ့အကျိုးပေးမဲ့အခွင့်အရေးကိုဖျက်ဆီးတဲ့ပုဂ္ဂိုလ်ကြတော့ဒါတန်တရားကလွတ်တော်တဲ့ယဟန္တာပုဂ္ဂိုလ်ကိုရည်ညွှန်းတာဖြစ်သည့်အတွက်ကြောင့်တမန်အခွင့်အရေးကိုပြောတာမဟုတ်ပဲနဲ့ကိလေသာကဘဝကိုဖန်တီးဖို့ဆိုတဲ့အခွင့်အရေးကိုဖျက်ဆီးပြီးသားပုဂ္ဂိုလ်ဆိုတော့ယဟန္တာပုဂ္ဂိုလ်ရည်ညွှန်းတာပဲဒါလေအဲ့လိုအဓိပ္ပာယ်တွေကနှစ်စွန်းထွက်တာတွေဖြစ်တယ်ဝန္တာသောဆိုတာဝန္တဆိုတာထွေးအံပြစ်လိုက်တယ်ပြုတ်အံပြစ်လိုက်တယ်အာသာဆိုတာလူချင်းဆန္ဒတောင်းတမှုတဏှာလူချင်းမှုမျောလင်းမှုတွေကိုအားလုံးကိုထွေးပြစ်လိုက်ပြီရင်ထဲမှာမရှိတော့ဘူးလို့ဆိုလို့တယ်ထွေးထုတ်လိုက်တယ်အားလုံးတဏှာကိုထွေးထုတ်ပြီးသားပုဂ္ဂိုလ်လို့အဲ့ဒီပုဂ္ဂိုလ်ဥပမာလူတွေရဲ့တဏ္ဍာမှာဒီဒုက္ခပေးနေတဲ့အရာတွေရှိတယ်အစိတ်ဖြစ်တဲ့အစာတွေလူတွေမှာစားမိပြီဆိုလို့ရှိရင်ဘာလို့အံစေးတိုက်ကြအံစေးတိုက်လိုက်တဲ့အခါအံပြစ်လိုက်တယ်အံပြစ်လိုက်ပြီဆိုရင်အစိတ်တွေပါသွားပြီဆိုရင်
နေကောင်းသွားတာအဲ့တော့ကိလေသာတွေကလည်းပဲအစိတ်တောက်တွေဖြစ်တယ်အရဟတမေနဲ့ကိလေသာကိုဖယ်ရှားတာကိုပဲပြုတ်အံပြီးသားဖြစ်တဲ့ဒီလိုချင်ဆန္ဒတဏှာကိုပြုတ်အံလိုက်ပြီးသားဖြစ်သူဆိုတော့အစိတ်တောက်တွေကင်းသွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတယ်အဲ့တော့ဒီအချက်တွေအားလုံးဟာတဝေဥတ္တမဘောဓိတောဒီချင်းရှိတဲ့ပုဂ္ဂိုလ်တွေကတကယ်ကိုထူးခြားတဲ့ပုဂ္ဂိုလ်များဖြစ်တယ်လို့ရိုးရိုးဖြောင်းဖြောင်းနဲ့ပြောတာမဟုတ်ဘဲနဲ့စဉ်းစားစရာလေးတွေပေးပြီးတော့မြတ်စွာဘုရားရင်ထဲနှလုံးထဲမှာမှတ်သားလောက်အောင်ဟောကြားလိုက်တဲ့ဒေသနာပဲဖြစ်တယ်ဟောပို့ပြီးတော့စိတ်ဝင်စားမှုကိုဖြစ်ပေါ်စေတယ်ပဟေလိဆန်းဆန်းပဟေလိစကားနဲ့အသုံးချပြီးတော့မြတ်စွာဘုရားဟောပေးတာဒါထူးခြားတဲ့သင်္ကန်းစာတစ်ခုအဲ့တော့ဘာကိုသိရတော့ဆိုလို့ရှိရင်အေးလောကမှာအမြတ်ဆုံးပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်လဲဆိုရင်အေးအမြတ်ဆုံးပုဂ္ဂိုလ်ဆိုတာအသိဉာဏ်ရှိလို့သူများကိုမယုံကြည်စရာမလိုတော့တဲ့ပုဂ္ဂိုလ်ကိုယ်တိုင်သိလို့သူများကိုယုံကြည်စရာမလိုတော့တဲ့ပုဂ္ဂိုလ်နိဗ္ဗာန်အကြောင်းကောင်းကောင်းသိတဲ့ပုဂ္ဂိုလ်တဏှာအဆက်ကိုပယ်ဖြတ်ပြီးတဲ့ပုဂ္ဂိုလ်တဏှာလောဘတွေရဲ့အခွင့်အရေးကိုဖျက်ဆီးထားတဲ့ပုဂ္ဂိုလ်ရှင်ထဲမှာရှိတဲ့တွေ့တာမှုဆိုတဲ့အာတာကိုထွေးထုတ်ပြီးသားပုဂ္ဂိုလ်လို့အဲ့ဒီပုဂ္ဂိုလ်ဟာဥတ္တမပုရိသမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဓမ္မရှုထောင့်ကနေကြည့်လို့ရှိရင်ဘုန်းကြီးတို့ယင်ထဲမှာအသိဉာဏ်မလုံးလောက်လို့ယုံကြည်နေရသေးတယ်ဆိုရင်ဒါမပြည့်စုံသေးဘူးနော်နိဗ္ဗာန်ကိုမသိသေးဘူးဆိုရင်လည်းမပြည့်စုံသေးဘူးတန်တရားအဆက်မဖြတ်ရသေးဘူးဆိုလို့ရှိရင်လည်းဥမှာပဲတန်တရားကိလေသာတွေရဲ့အခွင့်အရေးတွေဒါတွေကိုမဖြတ်စည်းသေးဘူးဆိုရင်ကိလေသာတွေကအကျိုးပေးကံနေကိလေသာတွေကအကျိုးပေးနေဥမှာရင်ထဲကအာသာဆိုတဲ့တဏှာကိုထွေးထုတ်ခြင်းမရှိသေးဘူးဆိုရင်သူ့ရဲ့ချိုးကြိုက်မှုကိုခံရအောင်မှာပဲအဲ့ဒီပုဂ္ဂိုလ်မျိုးဟာဘယ်တော့မှဥတ္တမပုရိသအမြတ်ဆုံးပုဂ္ဂိုလ်မဖြစ်ဘူးလို့ဒီသင်္ကန်းစာကိုပေးတာပဲဖြစ်တယ်တော့ယန္တာဆိုတဲ့ပုဂ္ဂိုလ်ဟာဒီလိုပုဂ္ဂိုလ်လို့ဆိုလိုတယ်နောက်ဂထာနမ98မှာမြတ်စွာဘုရားဟောတာကာမေဝယတိဝရိညေနေနေဝယတိဝထလေယထရဟံတောဝိဟရန္တိတံပုမိရမဏိယကံလောကမှာလူတွေကဒီနာလေးကပြောစရာကောင်းလိုက်တာရှုခင်းလေးကကောင်းလိုက်တာနဲ့မြေပြင်ပေါ်မှာဒီပန်းဥယျာဉ်တွေတို့အလှပပြင်ထားတဲ့နေရာတွေတို့သာယာတဲ့နေရာတွေတို့လက်ပတ်သွားလာတဲ့ပုဂ္ဂိုလ်တွေကအော်ဒီနေရာကြီးကလှလိုက်တာဥယျာဉ်ကြီးဒီလိုပြောကြတာပေါ့ဆိုတော့ကံတော့ရန်ကုန်ကံတော်ကြီးတို့ဘာတို့ပေါ့အရင်တော့အခုတော့လည်းမလှတော့ပါဘူးတမန်မေမြို့ကံတော်ကြီးတဲ့တို့ဝင်သွားလိုက်လို့ရှင်အမတန်လှတယ်ပန်းလေးတွေနဲ့ပန်းမင်းတွေနဲ့တော့သူ့နေရာလေးနဲ့သူစိုက်ထားလှအဲ့ဒီလိုမြေပြင်မှာအလှပပြုပြင်ထားတဲ့နေရာတွေကိုတွားကြည့်လိုက်ရင်ရှုခင်းလှတယ်ဆိုပြီးတော့လူတွေကစိတ်ပန်းဖြေဖို့လာပြီးတော့ကြည့်ကြလက်ရှိအဲ့တော့အလှကိုရွေးချယ်တဲ့အခါမှာတုံးနဲ့တူအလှပကိုရှုမြင်တဲ့အခါမှာပုရုဇဉ်နေနဲ့တရားသိတဲ့ပုဂ္ဂိုလ်တွေကရွေးချယ်ပုံချင်းမတူကြဘူးတမန်ပုဂ္ဂိုလ်တွေကတကယ်ပြင်ဆင်ထားလို့လှပနေတဲ့အရာကိုသာလှတယ်လို့ထင်တယ်သို့တော့အဲ့ဒီထဲမှာကပိုင်းတိုက်တွေကျက်စားနေတယ်မကောင်းတဲ့လူတွေသွားလာနေကြတယ်အဲ့ဒီမှာရှိတယ်ဆွဲကြိုးခိုးဖြတ်မဲ့လူတို့နော် pickpocket ကကြီးခိုက်တို့လာလိုက်မယ်အဲ့ဒါမျိုးတွေနဲ့နေလို့ရှိရင်တစ်ဖက်ကကြည့်မယ်ဆိုရင်ရာမဏီယကမဟုတ်ဘူးမြေပြင်ရဲ့အလှဟာမရှိဘူးသို့တော့တာမန်လူတွေကတော့လှအောင်ပအောင်ပြင်ဆင်ထားတဲ့နေရာတွေသွားချင်းလှလိုက်တာလို့ပဲခံစားကြတယ်တကယ်
တရားအသိတဲ့ပုဂ္ဂိုလ်တွေကြတော့ယဟနာပုဂ္ဂိုလ်တွေရှိတဲ့နေရာအရယဟနာပုဂ္ဂိုလ်တွေရှိတဲ့နေရာအရမှာတကယ်အလှပါလို့ခံယူတယ်ခံယူဖို့ညမတူတာကိုပြောတာနော်တာမန်လူတွေရဲ့အလှပဆိုတာပြုပြင်ထားတဲ့လူတွေရဲ့စိတ်ပျော်စရာနေရာမျိုးကိုအလှပလို့ခေါ်တယ်အေးဘယ်နေရာပဲဖြစ်ဖြစ်ယဟနာပုဂ္ဂိုလ်တွေနေတဲ့နေရာဆိုတာအလုံးကိုအေးချမ်းလှပပြီစိတ်နှလုံးကိုသိမ့်ကြုံဆွဲဆောင်နိုင်တယ်အဲ့ဒါကြောင့်မို့ဂါမီဝါယတိဝါရင်းကြီးရွာရဲမြို့ရဲရွာရဲပဲဖြစ်ဖြစ်တောရဲပဲဖြစ်ဖြစ်ဘယ်နေရာယဟနာရှိတဲ့နေရာသည်ပျော်မွေးစရာကောင်းတယ်စိတ်ကြည်နူးစရာကောင်းတယ်သူတော်စင်သူတော်မြတ်တွေနေတာဖြစ်သောကြောင့်စိတ်ကြည်နူးစရာကောင်းဘာအန္တရာယ်မှမရှိဘူးနေဝါယတိဝါထလေခြိုင်ဝမ်းနေရာပဲဖြစ်စေသို့မဟုတ်တောင်ကုန်းပဲဖြစ်စေကုန်းပဲဖြစ်စေခြိုင်တဲ့နေရာပဲဖြစ်စေယထအရဟံတောဝိဟရန္တိတံပုမိရမဏိယကံယန္တာတရင်သုံးတဲ့နေရာမှန်သမျှပြောစရာအကောင်းဆုံးနေရာပဲလို့ဟောအတွေးခေါ်ခြင်းမတူချဘူးလို့ဆိုလို့ဒါကြောင့်မို့လို့ဘယ်နေရာယဟနာရှိတယ်ဆိုတော့တော်ကြီးတောင်ကြီးပဲဖြစ်စေသွားရောက်ပြီးတော့ဖူးမြင်ကြတယ်တွေးကြတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်စေရွန်ကျောင်းတော်ကြီးထဲမှာသတင်းသုံးတယ်တခါတခါအန္တဝနဆိုတဲ့ကျောင်းတော်ကြီးနဲ့ဆက်နေတယ်တောဟုတ်ထဲမှာသွားနေဘယ်နေရာနေမြတ်စွာဘုရားနေတဲ့နေရာတာယာနေတယ်အေးချမ်းနေတယ်အန္တရာယ်မရှိဘူးလို့ဒါကြောင့်မို့အေးချမ်းနေအဲ့ဒီမြေပြင်ဟာဒီပျော်မွေးစရာကောင်းတဲ့စိတ်နှလုံးကိုအေးချမ်းစေတဲ့နေရာပဲဖြစ်တယ်လို့ဒီလိုဆိုလို့တယ်နော်ဒီလိုဆိုလို့တယ်အဲ့တော့ယန္တာပုဂ္ဂိုလ်တွေသတင်းသုံးတဲ့နေရာမှန်သမျှဟာဘူမိရမဏိယကပျော်စရာကောင်းတဲ့အယတ္တိတာပဲဖြစ်တယ်လို့ဒီအဓိပ္ပာယ်ကိုဖော်ဆောင်ပြီးတော့မြတ်စွာဘုရားလူတွေရဲ့အမြင်နဲ့မတူတဲ့အကြောင်းကိုဟောပြောတာပဲဖြစ်တယ်ပေါ့နောက်ခါရနံပါတ်100မြောက်မှာဟောကြားတဲ့ဓမ္မပဒဒေသနာတော့သဟတမပိစေဝါစာအနတ္ထပရတံဟိတာဧကံအထပရံသေယောယံတုတ်တော်ဥပတ္တမတိအနေအများနဲ့ပတ်သက်ပြီးအကျိုးရှိမရှိပညာရဆိုတာတစ်ခါတလေအကျိုးသက်ရောက်မှုရှိတဲ့ပုံမှာဒီကောင်းမကောင်းဆိုတာဆုံးဖြတ်ကြရတယ်စဉ်းစားကြည့်လေမြန်မာစကားမှာရှိတယ်လူတယောက်ယောဂဖြစ်နေတယ်ယောဂဖြစ်နေလို့ရှိရင်ယောဂပြောက်တဲ့ဆေးဟာဆေးကောင်းမယ်လေဆေးကောင်းတော့တန်းကောင်းဆိုတာတန်းကောင်းလောက်လေးတောက်လိုက်ရင်ဆေးရပြောက်သွားတယ်ဆိုဒါဆေးကောင်းလို့ခေါ်တာစကားကောင်းဆိုတာဟာလည်းပဲဒီအဓိပ္ပာယ်မျိုးပဲယောဂပြောက်မှဆေးကောင်းစိတ်ထဲနှလုံးထဲမှာအေးချမ်းသာယာပြီးတော့ရှင်ထဲကအပူတွေကိလေသာတွေငြိမ်းသွားအောင်ငြိမ်းသွားတဲ့စကလုံးတွေကမှစကလုံးကောင်းလို့ဒီလိုခေါ်နော်အဲ့တော့တမိုးထားတာချင်းကွဲပြားခြားနာတယ်မတူဒါကြောင့်သဟတမပိစေဝါစာအနတ္ထပရတင်ညိတာနားထောင်လို့စကလုံးတွေဟာဘလောက်ပဲများဟိုတမိုးမရှိတဲ့စကလုံးတွေနဲ့ထုံဖွဲ့ထားတဲ့စကားလုံးပြောဆိုထားတဲ့စကားလုံးအဲ့ဒီတန်ဖိုးမရှိတဲ့အတိပ္ပယ်ထူးခြားမှုမရှိတဲ့စကားလုံးတွေဟာထောင်ချီပြီးပါဝင်ထားပေမဲ့လို့တဲ့စကားလုံးဟာတစ်လုံးတည်းပဲဖြစ်စေအ내တိပ္ပယ်ဟာတစ်မျိုးတည်းပဲဖြစ်စေနားထောင်ရပြီးလက်တွေ့အကျိုးရှိသွားတယ်နာယူမှတ်သားလိုက်ရလို့ရင်ထဲမှာအေးသွားတယ်ကိရိတာအညစ်အကြေးတွေကင်းသွားတယ်ဆိုတဲ့စကားလုံးကမှတန်ဖိုးရှိတယ်စကားလုံးရဲ့တန်ဖိုးဟာများတာနဲတာပုံမှာအထီးကမဟုတ်ဘူးဆိုလိုရင်ကအကျိုးသက်ရောက်မှုပုံမှာကြည့်တယ်ဆေးဆိုတာလေခုနကဒီဆေးဟာတောက်လိုက်တာနဲ့ယောဂပျောက်သွားတယ်ဆိုတဲ့ဆေးဟာအစွမ်းထက်တယ်လို့ပြောတယ်အေးတောက်လိုက်တယ်ခွက်ကြီးတွေနဲ့တောက်နေရတော့လေယောဂမသက်တာဘူးဆိုရင်ဘလောက်ပဲဆေးတွေအများကြီးအကျဉ်းချင်းများစွာတောက်တော့လည်းပဲ
ယောဂမပြောက်ဘူးဆိုရင်ဆေးကောင်းမဟုတ်ဘူးပေါ့ဆေးကောင်းမဟုတ်ဘူးယောဂပြောက်မှဆေးကောင်းအဲ့ဒါလိုပဲစကားကောင်းဆိုတာဟာအများကြီးနားထောင်မိမယ်လို့ထီစကားဟာတန်ဖိုးရှိချင်မှရှိတယ်စကလုံးလေးတစ်လုံးကြားလိုက်ရတဲ့အခါမှာရင်ထဲမှာအေးချမ်းသွားပြီးကိုယ့်ရဲ့အပူတွေသို့မဟုတ်မှားယွင်းနေတဲ့အမြင်တွေဟာပျောက်သွားနော်တရားလေးတစ်ပုဒ်ပဲဖြစ်စေမှားယွင်းတဲ့အမြင်တွေပျောက်သွားပြီးတော့လမ်းမှန်ရောက်သွားပြီဆိုမှအဲ့ဒါမှစကားကောင်းလို့ပြောအောင်မှာဖြစ်တယ်အဲ့တော့အကောင်းဆုံးရွေးချယ်နည်းကအနည်းများနဲ့မဆိုင်ဘူးရှားရှိလာတဲ့အကျိုးနဲ့ဥပမာပဲဆေးကောင်းဆေးမကောင်းဘာနဲ့ရွေးချယ်ယောဂပျောက်ခြင်းနဲ့ကြည့်အောင်ယောဂပျောက်ရင်အကောင်းပဲစကလုံးကောင်းမကောင်းကိုဘာနဲ့ရွေးချယ်အောင်ဒီစကလုံးရဲ့ဒီအကျိုးပြုမှုပေါ်မှာမူတည်ပြီးတော့ရွေးချယ်ရမယ်လို့ဒါလောကမှာရွေးချယ်ပုံရွေးချယ်နည်းကိုမြတ်စွာဘုရားတန်ဖိုးထပ်တတ်ဖို့သင်ခန်းစာပေးတာပဲဖြစ်တယ်နော်တန်ဖိုးထားရမယ်များတိုင်းကောင်းတာမဟုတ်ဘူးအရေးကြီးတဲ့အကျိုးသက်ရောက်မှုခါရလက်ကောင်းမှအကောင်းလို့ခေါ်ရမှာဖြစ်တယ်ဆိုတော့ဒါကိုဆုံးမဩဝါဒပေးတဲ့စကားပဲထို့တူပဲတရားတိမြောက်ဂါထာမှာသဟသမပိစေဂါထာနထဗရတံဟိတာဧကံဂါထာဗရံတေယောယံတုတ်တော်ဥပတမတိဒါကြတော့ခုနတုန်းကတမ္မန်စကားလို့ပြောတယ်အခုကကြတော့ဂါထာဆိုတာကြပြလေးတစ်ပုဒ်ပေါ့ကြပြလေးတစ်ပုဒ်ဟာဒီဖွဲ့ဆိုထားတဲ့ပုဂ္ဂိုလ်ဟာတောတောင်ရဲ့တာယာမှုကိုဖွဲ့ဆိုထားတဲ့ကြပြဆိုတာလည်းရှိတယ်အဲ့ဒီဂါထာတွေနားထောင်ရင်ကြပြားတွေနားထောင်တဲ့အခါမှာတာယာကြည်နူးရဲ့ဂါထာလေးတစ်ပုဒ်ဂါထာတွေတောဘွက်တောင်ဘွက်တွေနားထောင်လို့အဲ့ဒါတွေနားထောင်ပြီးခဏတစ်ပြုတ်တော့စိတ်ထဲကြည်နူးမှုဖြစ်ကောင်းဖြစ်လိမ့်မယ်ရှင်တဲ့ခိတ္တတာတွေမငြိမ်းဘူးဆိုရင်အဲ့ဒီကြပြအဲ့ဒီစာပေအဖွဲ့ဟာကိုယ့်အတွက်ဘာအကျိုးမှမရှိဘူးနော်ဘာအကျိုးမှမရှိဘူးအေးကြပြကလေးတစ်ဖုတ်ပဲဖြစ်စေဒါကိုနားထောင်ပြီးတဲ့အခါမှာရှင်တဲ့ကအပူတွေငြိမ်းသွားတယ်ဆိုရင်အဲ့ဒီဟာပုတ္တမို့ကြည့်တယ်ခုနအတိပ္ပယ်နဲ့တူတူပဲနော်ပုတ္တမို့ကြည့်တယ်ဆိုလိုတာကအကျိုးသက်ရောက်မှုပေါ်မှာမူတည်တယ်လို့သူဆိုလိုတယ်ကြပြလေးတစ်ပုဒ်ရဲ့အကျိုးသက်ရောက်မှုဖော်ပြတာတရားနှစ်ဂါထာမှာကြတော့ယောစဂါထံတတံပါတိနထဗရတဟိတာဧကံဓမ္မဗရံသေယောယံသုတ္တဝဥပတမတိအဓိပ္ပာယ်ခတ်ဆင်တဲ့လေးတွေပဲသူကကြပြပုတ်ပေါင်းတရားပဲနားထောင်သင်ယူထိုကြပြပုတ်ပေါင်းသည်ပန်းအလှတောအလှလူတွေရဲ့အလှပါတန်ဖိုးကိုယ်မှာဒီတဏှာရာဂတွေပို့ပြီးတော့တိုးလာအောင်တန်ရုံးစင်တွေပို့တိုးလာအောင်အဲ့ဒါတွေကိုဆွမ်းဆောင်ပေးတဲ့ဂါထာပုတ်ပေါင်းဟာတရားပဲဖြစ်စေတဲ့နော်အဲ့ဒီလိုဂါထာတွေဟာကိုယ့်အတွက်ဘာအကျိုးမှမရှိဘူးခဏတစ်ပြုတ်စိတ်ထဲမှာကြည်နူးတာလေးတော့ရကောင်းရလိမ့်မယ်ဧကံဓမ္မပရံသေယောမြတ်စွာဘုရားဟောတဲ့ဓမ္မပရဆိုတဲ့တရားပုဒ်ကလေးတစ်ပုဒ်နော်တရားပုဒ်ကလေးတစ်ပုဒ်ကိုနားထောင်လိုက်လို့ရင်ထဲမှာအေးချမ်းသွားတယ်ဆိုရင်အဲ့ဒီတရားပုဒ်လေးကတန်ဖိုးကြီးပါတယ်လို့သူတို့ဆိုတယ်တီယိုချွန်းမှာရှေ့ကယဟန်တော်တွေဟာတရားအထုတ်နေတဲ့ကိုတော်တွေဟာဆုံးရသွားရင်နဲ့လမ်းမှာဆံဖွန်းနေတဲ့အမျိုးသမီးတွေဟာတခြင်းဆိုနေကြတယ်သူတို့ဆိုတဲ့တခြင်းဟာတရားနဲ့ပတ်သက်တဲ့တခြင်းလူရဲ့ခန္ဓာကိုယ်ဟာစရာရဲ့နှိမ့်ဆက်မှုကြောင့်လူရဲ့ခန္ဓာကိုယ်ကြီးကညှိုးနှံသွားတယ်ဆိုတရားသဘောပါတဲ့ခန္ဓာကိုကြားတဲ့အခါမှာအဲ့ဒီယဟန်တွေကကြားရတော့မတော်တဆကြားလိုက်တာကြားရတယ်နားဆိုင်ထောင်ပြီးတော့ကိုယ်နဲ့ဆင်ញင်သုံးသပ်ကြည့်လိုက်တဲ့အခါမှာယဟနာဖြစ်သွားကြတယ်ဆိုအဲ့ဒီလူဟာမျိုးကြတော့အမှန်တမ်းတန်ဖိုးရှိသွားတယ်လို့သူတို့ဆိုလိုတယ်
အဲ့လိုတန်မိုးရှိမှဒီကြားရခြင်းရဲ့တန်မိုးကတက်လာမှာခုနလိုပဲယောဂပျောက်တာဟာဆေးကောင်းမယ်ယောဂမပျောက်ရင်ဆေးကောင်းလို့မခေါ်နိုင်ဘူးဘလောက်ပဲဆေးပြီးဝေရယောဂမပျောက်ဘူးဆိုရင်ဒါဆေးကောင်းလို့မခေါ်နိုင်ဘူးအခုလည်းစကားကောင်းကြပြာကောင်းတရားပုတ်ပေါင်းကောင်းဆိုတာကိုယ့်ဉာဏ်ထဲမှာအသိဉာဏ်တွေပွင့်လာရင်ကောင်းတယ်လောဘဒေါသမောဟယင်ထဲကအပူတွေငြိမ်းသွားရင်ကောင်းတယ်အဲ့ဒီလိုတရားမျိုးကသာလင်တန်ဖိုးကြီးမားတယ်လို့မြတ်စွာဘုရားဒီလိုဟောလို့ရင်းပဲဖြစ်တယ်တရား၃ခုမြောက်ဂါထာကြတော့ဒီလူတွေရဲ့အနေချားနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့တွေစဉ်းစားရမယ့်အချက်ကိုဟောပြောထားတာဖြစ်တယ်ယောတဟတံသဟတေနသင်္ဃမေမာနုတေစိနေဧကိဉ္စဇေယမတ္တနံသဝေစင်္ဃမသုတ်တမောလောကလူတွေကသူရဲကောင်းစစ်ပွဲအမျိုးမျိုးကိုအောင်နိုင်လို့သူရဲကောင်းလို့သတ်မှတ်တာတစ်မျိုးနော်ဓမ္မရှုထောင့်ကနေကြည့်လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တွေကသူရဲကောင်းမဟုတ်ဘူးတိုင်းပြည်ကာကွယ်ရေးနဲ့ပတ်သက်ပြီးဘုရင်ရဲ့ရှုထောင့်ကနေကြည့်မယ်ဆိုရင်ဒါသူရဲကောင်းနေပဲရှမ်းသူတွေကိုများစွာချေမုန်းနိုင်လို့ရှိရင်သူရဲကောင်းပဲသူရဲကောင်းဘွဲ့ပေးထားတယ်နော်အဲ့ဒီပုဂ္ဂိုလ်တွေဟာတိုင်းပြည်ကိုကာကွယ်ပေးနိုင်တယ်ရန်သူတွေကိုများစွာချေမုန်းနိုင်တယ်ရန်သူတွေကိုနိုင်တိုက်လို့စစ်ပွဲတွေအောင်မြင်တယ်မြန်မာရာဇဝင်ထဲမှာအင်းဝခေဒီမိုးညင်းမင်းလို့ခေါ်တဲ့အင်းဝဘုရင်တူလက်ထက်မှာညီကို၃ယောက်ရှိတယ်တူကပွဲနာမည်နဲ့မှတ်တမ်းတင်ထားတာဘယကာမဏိဘယခာမဏိဆိုတဲ့သူကအကြီးဆုံးသူ့ရဲ့ညီကရာဇသင်္ချံအငယ်ဆုံးညီကတော့ရန်လူကျွဲလို့ခေါ်တယ်ဝါဒနာပါလို့ရှိရင်မနှမ်းရဆိုရင်ဖတ်ချင်နော်မနှမ်းရဆိုရင်ဖတ်ချင်မိုးညင်းမင်းလက်ထက်ကသူရဲကောင်းပွဲပေါင်း30ကျော်စစ်ပွဲပေါင်း30ကျော်အနိုင်ရလို့ဘုရင်ကဆုချလို့ဘုရားကမဏီတို့ဒီရာဇသင်္ညံတို့ဆိုတာရွှေဘုံငွေဘုံကြီးကိုရှင်ဘုရင်ကလက်ခုပ်နဲ့ဆန်းသလောက်ကျုံယူခိုင်းတယ်တခါကျုံပေါ့နော်ကိုယ့်လက်ထဲဆန်းသလောက်ရအဲ့လိုဆုချပြီးသူရဲကောင်းဆိုတဲ့ဆုလက်တွေပေးခဲ့တဲ့ပုဂ္ဂိုလ်တွေပေါ့လောကမှာလူတွေကအဲ့လိုပုဂ္ဂိုလ်တွေကိုဆုလက်အနေနဲ့ပေးတယ်တိုက်ပွဲပေါင်းများစွာကိုအောင်မြင်ခဲ့တဲ့မြတ်မသူရဲကောင်းကြီးတွေပေါ့အဲ့မှာမှတ်တမ်းတစ်ခုမှကြည့်လိုက်မယ်ဆိုရာဇသင်္ညံနဲ့မှတ်တမ်းတစ်ခုသူ့ရဲ့အကြောင်းကိုကြည့်မယ်ပခန်းကြီးမှာပခန်းကြီးမြို့ကိုတွားပြီးတော့တိုက်ကြတယ်မြို့ပြင်ကနေပြီးတော့ရံပြီးတော့နေတယ်ပခန်းကြီးမြို့ဆိုတာမြို့အကြီးကြီးတော့မဟုတ်ကျုံထိပ်မှာထိုင်ပြီးတော့ညီကို၃ယောက်ထမင်းစားတယ်မြို့တွေကနေပြီးတော့လှမ်းနဲ့လှမ်းပစ်လိုက်တာထမင်းပွဲကိုထောက်ခနဲ့ဆိုလာဆိုင်တာလှမ်းကြီးကသူတို့ထမင်းစားနေတယ်အလဲကောင်ထမင်းပွဲပေါ်လာပြီးလှမ်းဆိုင်တယ်အဲ့လိုလှမ်းဆိုင်လိုက်တဲ့အခါကျတော့ဘုရားကမဏီဆိုတဲ့အကိုကြီးကသူကထပြေးတော့မလို့ဖြစ်သွားတယ်နော်ထိုင်းနေရကနေထပြေးတော့မလို့ချိန်နေပြတ်သွားရာဇသင်္ညံကတော့လှန်ဆိုင်လိုက်တဲ့ကလက်ကိုဖြတ်ခနဲ့ယုံမိသွားတယ်လန့်သွားတယ်ပေါ့နော်ရန်လူကျွဲဆိုတဲ့ညီငယ်ဆုံးကတော့ထမင်းစားမပြတ်ဘူးတဲ့လှန်ကြီးသူတို့နားမှာဖြတ်ခနဲ့ကြာတာတောင်မှပဲကြည့်တောင်မကြည့်ဘူးတဲ့သူအဲ့တော့တတ္တိအကောင်းဆုံးကတော့သူလို့ဆိုလို့တယ်ပေါ့နော်အဲ့မြတ်မရာဆိုရင်သူရဲ့ကောင်းနေရဲ့အကြောင်းရေးထားတာရှိတယ်အဲ့တော့အဲ့ရာဇသင်္ညံဆိုတဲ့ရွှေဘုံငွေဘုံကိုကျုံးဝင်ရလို့ပွဲပေါင်း30ကျော်အနိုင်ရတဲ့
ဒီသူရဲကောင်းကပခန်းကြီးကိုသွားဝိုင်းတဲ့အခါမှာအတွင်းကနေထွက်ပြီးတော့လိုက်တော့သူတို့ပြေးရတယ်စစ်ဆိုတဲ့သဘောကတစ်ခါတစ်ခါကျတော့ရှုံးရင်လည်းရှောင်ပြေးရတာရှိတယ်ပေါ့နော်အဲ့တော့ပြေးရင်လွှားရင်ဘာဖြစ်တုံးဆိုလေထဲကိုရေသွင်းဖို့ရတွင်းတူးထားတာရှိတယ်လူတယောက်လောက်မြုပ်တဲ့တွင်းကြီးထဲမှာပြေးလွှားရင်လည်းဝုန်းနဲ့ကြာသွားနောက်ကရှန်သူနှစ်ယောက်ကလိုက်လာတယ်ရှောက်လာတဲ့အခါရာဇသင်္ချန်ကိုမိပြီပေါ့တွင်းထဲမှာအပေါ်ကနေပြီးတော့မိပြန်တော့လေသူကဘယင်းစီကဆုတော်လက်တော်တွေကိုရချင်တာဆိုတော့ရာဇသင်္ချန်ကောင်းကိုငါအရင်ယူမယ်ငါအရင်ဖြတ်မယ်ဆိုပြီးတယောက်နဲ့တယောက်လူနေတဲ့အချိန်လေးမှာတွင်းထဲကရာဇသင်္ချန်ကអော်လိုက်တယ်မင်းတို့ငါခေါင်းလိုချင်လှန်ကန်းလိုက်လှန်ရိုးကိုအောက်ချလိုက်လို့ရှိရင်ငါအပေါ်ရောက်မှမင်းတို့ငါခေါင်းကိုဖြတ်ဆိုပြီးတော့အဟုတ်မှတ်ပြီးတော့တယောက်ကအဲ့ဒါလှန်ကိုအောက်ကိုလှန်ရိုးချလိုက်တဲ့အချိန်မှာအောက်ကနေဆောင့်ဆွဲလိုက်တာအဲ့ဒီကောင်ဝုန်းကလေးကြာအကြလိုက်မှသူကဇက်ဖြတ်ပြီးတော့ခေါင်းကိုအပေါ်ပြစ်တင်ပြီးရာဇသင်္ချန်ခေါင်းဆိုပြီးတော့អော်လိုက်တာဟိုကြံတဲ့တယောက်ကအဟုတ်မှတ်ပြီးလိုက်တယ်အဲ့ဒီခေါင်းလိုက်နေတော့သူကလှန်နဲ့ထောက်ပြီးတော့ထွက်ပြေးသွားတယ်လွတ်သွားကဲအဲ့ဒီနေရာမျိုးမှာသူရတ္တိဘလောက်ကောင်းတယ်ဆိုတာစဉ်းစားကြည့်လေရှန်သူနှစ်ယောက်ကဝိုင်းနေတဲ့အချိန်မှာသူဖြတ်ထိုးညံနဲ့ငါကောင်းရခြင်းမင်းတို့လှန်ချလိုက်လှန်နဲ့လှန်ကန်းလိုက်ဆိုတာလှန်ရိုးကိုဆွဲပြီးတော့အပေါ်တက်ရမှာဟုတ်သူကရှည်တွင်းနဲ့ကြာနေတာအဲ့တော့ဟိုလူကလည်းအမှတ်တမဲ့လှန်ရိုးပေးတာဆောင်းဆွဲလိုက်တော့သူအောက်ဆောင်ထိုးကြာရင်သူခေါင်းဖြတ်ပြီးအပေါ်ပြစ်တင်လိုက်တယ်ပြစ်တင်လိုက်တော့ဟိုလူကလည်းရာဇသင်္ချန်ကောင်းရပြီဆိုကြံတယောက်ကလိုက်ရှာနေတော့လှန်ထောက်ပြီးတော့ထွက်ပြေးလွတ်သွားရောသူတို့တယောက်တည်းတယောက်တော့သေသွားတာပေါ့နော်အဲ့ဒီအဖြစ်ပြက်ရှားစွဲနေမှာမှတ်တမ်းတင်တာရှိတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကိုလောကမှာတော့တကယ်သူရဲကောင်းလို့သတ်မှတ်ကြတယ်ဟောဒီကြတော့မြတ်စွာဘုရားကဓမ္မရှုတော်ကနေပြောတဲ့အခါကျတော့ယောသဟတံသဟတေနသင်္ကမေမာနုတေစိနေစစ်ပွဲတစ်ပွဲမှာလူတသန်းကိုအနေရခြင်းရလိုက်ပါစေတဲ့နော်လူတသန်းကိုကိုယ်အနိုင်ရခြင်းရပါစေဗီယက်နမ်မှာဒိန်ပင်ဖူးတိုက်ပွဲဆိုတာဖတ်ဖူးတဲ့လူတွေရှိကောင်းရှိတယ်နော်ဗီယက်နမ်ကိုပြင်သစ်တွေအုပ်တာအရင်တော့ပြင်သစ်စစ်တပ်ကြီးကိုဗီယက်နမ်ကအနိုင်တိုက်လိုက်တယ်ပြင်သစ်စစ်တပ်ကြီးဟာလက်မြောက်သွားတာအဲ့တော့နာမည်ကြီးပဲအဲ့တိုက်ပွဲအဲ့ဒါတကယ်တိုက်ပွဲလို့လောကကြီးမှာမှတ်တမ်းတင်ထားတာသူရဲကောင်းတွေဟာသူများကိုနိုင်တာတွေကြီးပဲအကုန်လုံးသူများကိုနိုင်တဲ့တိုက်ပွဲတွေကိုပဲဂုဏ်ပြုပြီးတော့ခေါ်နေကြတာဖြစ်တယ်ပမာပြည်မှာလည်းသူရပွဲတို့တိဟသူရပွဲတို့ဒါတွေကလည်းအကုန်လုံးတိုက်ပွဲမှာနိုင်လို့ရတဲ့ပွဲတွေပဲလေအဲ့ဒါတွေနဲ့တကယ်သူရဲကောင်းလို့ခေါ်လို့ရလားလို့ဆိုမြတ်စွာဘုရားဧကိဉ္စဇေယမတ္တနံတဝေသင်္ကမသုတ်တမောလူတွေတန်းချီပြီးရန်သူတွေကိုအနိုင်ရပြီမဲ့လို့သူ့ကိုအကောင်းဆုံးသူရဲကောင်းစစ်ပွဲအောင်တဲ့သူရဲကောင်းအောင်နိုင်သူလို့မခေါ်နိုင်ဘူးတဲ့ကိုအနိုင်ယူဓမ္မသူတော်ကောင်းလို့ခေါ်မယ်ဟောအဲ့တော့သူရပွဲတို့ဒီသူရဲကောင်းဆိုတဲ့ဘွဲနဲ့ထိုက်တန်သူဟာဘာတူလဲဆိုရင်ကိုနိုင်တဲ့လူမှသူရဲကောင်းတဲ့တရားဓမ္မရှုတော်ကပြောလိုက်တာလူတွေဟာကိုနိုင်ခဲ့တယ်လေကိုတော့ရှုံးနေကြတာပဲစိတ်ကိုရှုံးပေးရတယ်တဏှာကိုရှုံးပေးရတယ်ဒေါသကိုရှုံးပေးရတယ်ရှုံးပေးနေတာပဲကိုနိုင်တာတခုမှမရှိဘူးနော်အဲ့ဒါကိုနိုင်တယ်ထင်တယ်သူများတော့နိုင်ကြတယ်ကိုကြတော့ရှုံးပေးနေရတယ်ဒီပြင်ဟာမကြည့်နဲ့ကိုယ်စိတ်လေးကိုနိုင်အောင်လုပ်နိုင်လားမလုပ်နိုင်ဘူးကိုနိုင်တယ်ဆိုတာကိုယ်စိတ်ကိုမနိုင်ရဘူးသူတိုင်းကိုယ်စိတ်ကိုမနိုင်တာမနိုင်သည့်အတွက်ကြောင့်တန်တရားထဲမှာဒုက္ခရောက်ရဟန္တာပုဂ္ဂိုလ်တွေကြတော့ကိုယ်စိတ်ကိုနိုင်သွားတယ်
စိတ်တိုင်းစိတ်နောက်ကိုလူကမလိုက်တော့ဘူးကိုယ်သဘောကျစိတ်ကဖြစ်ရတယ်အေးပုရုဇဉ်ပုဂ္ဂိုလ်တွေကြတော့ဘယ်ပုရုဇဉ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်စိတ်မနိုင်တဲ့ပုဂ္ဂိုလ်တွေနော်စိတ်ရဲ့လွှမ်းမိုးမှုစိတ်လွှမ်းမိုးတယ်ဆိုတာကိလေသာတွေလွှမ်းမိုးနေတာလွှမ်းမိုးသည့်အတွက်ကြောင့်ကိုယ့်ကိုယ်ကြတော့ရှုံးနေကြတဲ့လူတွေကြီးပဲအများတာကိလေသာတိုက်ပွဲမှာနော်ဒီတက်လန့်ပြီးတော့အရှုံးပေးနေရတဲ့ပုဂ္ဂိုလ်တွေကြီးပဲပုထုဇဉ်တွေအောင်ပွဲကိုတပွဲမှမရလိုက်ဘူးဒေါသနဲ့တွေ့ရင်လည်းရှုံးသွားပြန်ပြီတဏှာနဲ့တွေ့ရင်လည်းရှုံးပြန်သွားပြီသို့တော့ရှုံးမှန်းသိရလားဆိုမသိဘူးကိုယ်ပဲနိုင်နေထင်နေတာအဲ့တော့ခွက်လန့်အောင်ပွဲလီလီမှာရှုံးနေကြတာပုထုဇဉ်တွေပဲဘသူကိုရှုံးတာတော့ဆိုကိုယ့်ရင်ထဲကကိလေသာတွေကိုရှုံးပေးနေရတာပဲဖြစ်တယ်ဘယ်ပွဲဆင်နွှဲလိုက်ကိုယ်ဟာရှုံးခဲ့တာကြီးပဲအကုန်လုံးသူတို့ရဲ့လွှမ်းမိုးမှုကိုငုံခံလိုက်ရတာကြီးပဲအဲကြောင့်မို့မြတ်စွာဘုရားဓမ္မရှုတော်ကကြည့်မယ်ဆိုရင်သူများတွေကိုထောင်ချီတန်းချီပြီးတော့ဘလောက်ပဲနိုင်နဲ့အောင်နိုင်သူတို့မခေါ်နိုင်ပါဘူးတဲ့ကိုတယောက်တည်းကိုနိုင်ပြီဆိုမှသူတို့တကယ်ကိုအောင်နိုင်သူတို့ခေါ်မှာဖြစ်တယ်အဲ့တော့ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်ကကိုနိုင်သူပဲသူများကိုနိုင်တဲ့လူမဟုတ်ဘူးကိုအောင်နိုင်သူသာလဲယဟန္တာဖြစ်တယ်ပေါ့အဲ့တော့ဘုန်းကြီးတို့တွေကိုအောင်နိုင်သူမဖြစ်သေးသမျှယဟန္တာမဖြစ်ဘူးလို့ဒီလိုပဲမှတ်ကိုနိုင်ပြီဆိုမှအနိုင်ယူနိုင်ပြီဆိုမှယဟန္တာဖြစ်တယ်လို့ဒီဒေသနာတော့ဧကင်္စဇေယမတ္တနာတူရီသောမိမိကိုအောင်မြင်ခြင်းသည်သာလဲသဝေသင်္ဃာမဆိုတော့တကယ်စစ်ပွဲမှာအောင်နိုင်တဲ့သူရဲ့ကောင်းကြီးဖြစ်တယ်လို့တော့လောကလူတွေရဲ့သတ်မှတ်ချက်နဲ့မြတ်စွာဘုရားရဲ့သတ်မှတ်ချက်ကွဲပြားခြားနာတယ်ပေါ့နော်အဲ့တော့အောင်နိုင်သူအစစ်ဟာဘယ်မှာရှိလဲအောင်နိုင်သူအစစ်သည်ကိုအောင်နိုင်သူသာလဲအောင်နိုင်သူအစစ်ကိုအောင်နေဆိုတာကိုယ့်ရဲ့နဲ့ကိလေသာတွေကိုအောင်နိုင်မှအောင်နိုင်တယ်လို့ခေါ်တယ်အဲ့တော့ဒီသင်္ကန်းစာကိုမြတ်စွာဘုရားပေးတာပဲဖြစ်တယ်အဲ့တော့ဘုန်းကြီးတို့တွေသူများကိုအနိုင်ယူဖို့မကြိုးစားနဲ့ကိုအနိုင်ယူဖို့ကြိုးစားမှာဖြစ်တယ်ဆိုရယ်လှုပ်ထုံးလှုပ်နည်းကိုလမ်းညွှန်မှုပေးတာဒါခိုင်လိုက်ပေးထားတာပဲเนาะကိုနိုင်အောင်လုပ်ပါသူများကိုနိုင်ခြင်းမနဲ့လူကသူများတော့နိုင်ခြင်းတယ်လေသူများကိုနိုင်ယူခြင်းတယ်အဲ့တော့ကိုနိုင်ယူဖို့လုပ်ပါကိုနိုင်ယူမှတကယ်သူရဲ့ကောင်းဆိုတာဖြစ်မှာပါဆိုရယ်မြတ်စွာဘုရားရဲ့အတွေ့ဒီဟောပြောဆုံးမတဲ့သွန်သင်ချက်ဟာလောကလူတွေလက်ခံထားတဲ့အရာနဲ့မတူပဲနဲ့ထူးခြားပြီးတော့နေတယ်ဖျားပွဲမှာဒီအတိမျိုးဟာသိလာတာဖြစ်တယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီဒေသနာတော်အရာဘဝသင်္ကန်းစာများကိုရအောင်ယူပြီးတော့နောက်ဆုံးအနေနဲ့တန်ဖိုးရှိဆုံးအရာရအောင်ကိုအောင်နိုင်မှသာလင်ဖြစ်နိုင်တယ်ဆိုတဲ့အသည့်ကိုသိပြီးကိုအောင်နိုင်အောင်ကိုယ့်ရဲ့ယန္တုဖြစ်တဲ့ကိလေသာတွေအောင်နိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း